အမောင်ထုရဲ့နတ်ဆိုင်ရာမှာကျွန်တော်တို့မသိနိုင်တဲ့လျှို့ဝှက်ချက်တွေဘယ်လောက်တောင်ရှိနေမလဲ Coastland ပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့မြန်မာပြည်ထက်ပိုင်းကမှောင်မိုင်းပြီးထူထပ်လာတဲ့သွေးတောက်တောင်တန်းကြီးစီကိုကျွန်တော်တို့ခရီးထွက်ကြမှာပါဝါရင်မူဆိုးကြီးဥပကံတယောက်လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကပဟေရီဆန်စွာပျောက်ဆုံးသွားခဲ့တဲ့တောင်တက်အဖွဲ့ရဲ့အစအနတွေကိုမတော်တဆရှာဖွေတွေ့ရှိမိရာကနေမမျှော်လင့်ပဲဝိညာဉ်လောကရဲ့ကျိန်စာတွေကြားထဲပိတ်မိသွားခဲ့ပါတယ်တနက်ကြည်စံတွေထက်ကြောက်မက်ဖွယ်ကောင်းတဲ့နတ်ဆိုး6ကအမှောင်ထုနဲ့တေခြင်းတရားကိုရင်ဆိုင်ပြီးကျိန်စာကိုခြေဖြတ်ဖို့စ조사ခဲ့တဲ့ငုဆိုးကြီးတယောက်ရဲ့ငုဆိုးညနဲ့နတ်ဆိုး6ကကျိန်စာဆိုတဲ့ဖြစ်ရမှန်အခြေခံလျှို့ဝှက်စမ်းကြယ်ဇလန်းကို Coastland ကနေအခုပဲတင်ဆက်ပေးလိုက်ပါတယ်မြန်မာပြည်ထက်ပိုင်းမြေပုံပေါ်တွင်ပင်အမှတ်အသားသေးချာမရှိသောသွေးတောက်တောင်တန်းကြီးသည်မှောင်ရိပ်ပြိုးသည်နှင့်အမျှကြောက်မက်ဖွယ်ကောင်းသောဘလူးကြီးတကောင်ကဲ့သို့ထိုးထိုးထောင်ထောင်ပေါ်ထွက်လာသည့်ထူထပ်လာသောကျွန်းပင်ပတောက်ပင်နှင့်တစ်ရာပင်ကြီးများသည်တပင်နှင့်တပင်အကိုင်းခတ်များရှက်နွယ်နေကြရာအပေါ်ယံမှကြည့်လျင်စိမ့်ပုတ်ရောင်ပင်လယ်ပြင်ကြီးတစ်ခုနှင့်တူလှသည်နေရောင်ကြီးသည်ထိုတိတ်ရွက်အမိုးကာများကိုဖောက်ထွက်ရန်ရုန်းကန်နေရတော့လဲမြေပြင်အထိမူအလင်းမရောက်နိုင်တော့ပေဥပကံသည်မိမိ၏အမြဲတမ်းအဖို့ဖြစ်သောနှလုံးပြူတနတ်အဟောင်းလေးကိုပခုံးတွင်လွဲကာကျွန်းပင်အိုကြီးတပင်၏အောက်ခြေတွင်နေရာယူလိုက်သည်ခြေပြားလက်ပြားများမှာတောတွင်း၏အေးစိမ့်မှုကြောင့်ထုံကျင်နေတော်လဲဝါရင်မှုဆိုးတဦး၏နိုးကြမှုကတော့ရောပါမသွားသူ၏ဘေးပတ်လည်တွင်ပေါက်ရောက်နေသောနွယ်ပင်များနှင့်ရိုင်းဆိုင်သောခြုံပုတ်များထဲမှတရှဲရှဲညီတန်များကိုနားဆွနေမိသည်ဒီညတော့ကထူးဆန်းသည့်ပုံမှန်ဆိုလျင်နေဝင်ရီတရောအချိန်၌တောကျက်တွန်တန်မြောက်လွဲကျော်တို့၏အော်ဟစ်တန်များနှင့်စူညံနေတတ်တော်လဲယနေ့မူတောအုပ်တစ်ခုလုံးကအသက်ရှူတန်ကိုပင်အောင်ထားတဲ့အောင်တိတ်ဆိတ်လွန်းနေ၏လေပြေတစ်ချက်အဝေတွင်ပါလာသည်မှာပန်းနှံတစ်တီးနှံများမဟုတ်ပဲတန်ကြီးနှံကဲ့သို့လေးလံသောအနံ့ဆိုးတစ်ခုဖြစ်သည်မကောင်းတော့ဘူးဒီညတောနှက်တွေမျက်နှာသာမပေးဘူးဥပကံသည်မိမိကိုယ်ကိုအားပေးသည့်အနေဖြင့်ဆေးတံကိုတစ်ချက်ဖွာလိုက်သည်စစ်လိတ်မီကိုငွေများကလေထဲတွင်လွင့်ပြတ်မသွားဘဲမြေပြင်ပေါ်၌မြူနှင်းများကဲ့သို့ဝေဝဲနေပြန်သည်ထိုစဉ်သူ၏မျက်စိရှိကိုက်90ခန့်အကွာရှိဝါယုံပင်များကြားမှအဖြူရောင်အရိပ်တစ်ခုဖြတ်ခနဲဖြတ်သွားသည်ငင်းမှာတောကောင်တကောင်၏လင်းမြန်မှုမျိုးမဟုတ်ဘဲလွင်မျောသွားခြင်းသာဖြစ်သည်သူ၏ခြေရင်းရှိမြေကြီးမှာရုတ်တရက်အေးဆက်လာပြီးနှင်းခဲများကဲ့သို့ဖြူဖြော့သွားသည်ဓမီအောင်ဖြင့်စစ်ဆေးကြည့်လိုက်သောအခါမြေကြီးပေါ်တွင်မြင်လိုက်ရသည့်အရာကြောင့်ဥပကံ၏ဆေးတံမှာပါဇက်မှလွတ်ကျလူနီးပါးဖြစ်သွား၏ရင်းမှာလူတစ်ယောက်၏ခြေရာဖြစ်သည်သို့သောတာမန်လူမဟုတ်ခြေချောင်းများမှာရှစ်လက်မခန့်ရှိလျားပြီးခြေဖနှောက်မှာမြေကြီးထဲသို့တလက်မခန့်နှိမ့်ဝင်နေသည်ထိုခြေရာများကတောနက်ပိုင်းရှိရာရှိုးကြီးတစ်ခုဘက်သို့ဥတီနေလေသည်စူးစမ်းလိုစိတ်နှင့်ကြောက်စိတ်တို့ဒွန်တွဲနေသည့်ကြားမှဥပကံသည်ထိုခြေရာများနောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်သည်ခြုံငယ်ပိတ်ပေါင်းများကိုဓားဖြင့်ခုတ်ထွင်ရင်းရှောက်လာခဲ့ရာတောင်ဆောင်တစ်ခုရှိတစ်ပင်ကြီးတစ်ပင်အောက်သို့ရောက်ရှိလာသည်ထိုနေရာတွင်မြေကြီးမှာမကြသေးမီကမှတူးဆွထားတဲ့အောင်ပွားနေပြီးအစွန်းတစ်ဖက်ထွက်နေသောတန်တစ်တာအဟောင်းတစ်လုံးကိုတွေ့လိုက်ရသည်တစ်တာ၏မျက်နှာပြင်ပေါ်တွင်သုတေသနအဖွဲ့1995ဟုမြန်မာလိုရေးထိုးထားသောစာလုံးများကိုတွေ့လိုက်ရသည့်အခါဥပကံ၏မှတ်ဉာဏ်ထဲ၌လွန်ခဲ့သောနှစ်ပေါင်း30ကသတင်းစာတွေတွင်ပါလာခဲ့သည့်တောင်တက်အဖွဲ့ပဟေရီဆန်စွာပျောက်ဆုံးမှုဖြစ်ရကြီးပြန်လည်ပေါ်ပေါက်လာတော့သည်တစ်တာကိုအားစိုက်ကဖွင့်လိုက်သည့်အခါအတွင်း၌ရှိနေသည်မှာအဝတ်စားများမဟုတ်ပဲသွေးစွန်းနေသောဒိုင်ယာရီစာအုပ်တအုပ်နှင့်စိမ့်ဖန့်ဖန့်အလင်းရောင်ထွက်နေသောကြောက်စိမ့်ရုပ်တုငယ်တစ်ခုဖြစ်သည်ထိုရုပ်တုကိုလက်ဖြင့်ထိလိုက်သည်နှင့်ဥပကံ၏ပတ်ဝန်းကျင်မှတောတောင်ကြီးမှပျောက်ကွယ်သွားပြီးနားထဲတွင်လူပေါင်းများစွာ၏အော်ဟစ်ငိုကြွေးသံများနှင့်အတူပြန်ပေးပါငါတို့ကိုပြန်လွှတ်ပေးပါဟူသောအတန်ခြောက်ခြားဖွယ်ရာများဆူညံသွားလေတော့သည်လေပြင်းတစ်ချက်အဝေးတွင်ဥပကံပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါသူ၏ဘေးပတ်လည်တွင်မျက်နှာမရှိသောဝစ်လစ်စလစ်နှင့်ဝိညာဉ်ရိပ်များစွာကသူ့ကိုဝိုင်းထားသည်ကိုထိတ်လန့်ဖွယ်တွေးလိုက်ရလေသည့်ဥပကံ၏ကြောရိုးတစ်လျှောက်စိတ်အေးသွားသောခံစားချက်ကရေခဲရေဖြင့်လောင်းချလိုက်သလိုပင်သူ၏ပတ်လည်တွင်ရှိနေသောဝိညာဉ်ရိပ်များမှာလေထဲတွင်လွင့်မျောနေခြင်းမဟုတ်ဘဲမြေပြင်ပေါ်၌တုတ်တုတ်မြမလှုပ်ဘဲရက်နေကြခြင်းဖြစ်သည်သူတို့တွင်မျက်လုံးနှာခေါင်းပါးစပ်ဟူ၍မရှိချောမွနေသောမျက်နှာပြင်ဖြူဖြော့ဖြော့ကြီးများကဥပကံရှိရာသို့ဥတီနေကြသည်နင်းတို့စီမှထွက်ပေါ်လာသောအေးတက်ကပတ်ဝန်းကျင်ရှိတရွက်များပေါ်တွင်နှင်းခဲများအဖြစ်ချက်ချင်းပြောင်းလဲသွားစေသည်နတ်ဆိုးတွေလားဥပကံသည်တုံရီနေသောလက်များဖြင့်နှလုံးပြူးကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်လိုက်သည်သို့သောဝါရစ်မှုဆိုး၏အတိစိတ်ကအရာများကိုကြည်စံဖြင့်ပြည့်၍မရနိုင်ကြောင်းသတိပေးနေ၏ထိုစဉ်ဝိညာဉ်ရိပ်များထဲမှအရက်အမောင်းအရှိဆုံးဟုထင်ရသောအရိပ်တစ်ခုကပြင်းပြင်းစွာရှေ့သို့တိုးလာသည်ရင်း၏လက်ချောင်းရှည်ကြီးများကဥပကံလက်ထဲရှိကြောက်စိမ့်ရုပ်တုငယ်ထံသို့ဦးတည်နေ၏မင်းတို့ကဒီရုပ်တုကိုလိုချင်တာလား
ဦးဘကန်၏အမေကိုမြည်သူမျှပြန်မဖြေသို့သောလေထုထဲတွင်ဆွေးမြေ့နေသောတေးရွက်6တန်ကဲ့သို့ရှာတရအတန်တစ်ခုထွက်ပေါ်လာသည်ပြန်ပို့ပေးပါဟူသောစကားလုံးမှာဦးဘကန်၏အုံနောက်ထဲသို့ဓာတ်ရိုက်ရောက်ရှိလာခြင်းဖြစ်သည်ထိုအတန်သည်နားဖြင့်ကြားရခြင်းမဟုတ်ဘဲစိတ်ထဲသို့တိုးဝင်လာခြင်းဖြစ်၏ရုတ်တရက်တောအုပ်ကြီး၏အနက်ရှိုင်းဆုံးနေရာမှခြောက်ခြားပွေရာဟိန်းဟောက်တန်ကြီးတစ်ခုထွက်ပေါ်လာသည်။ရင်းမှာစင်ဟိန်းတန်ကဲ့သို့ကျဲလောင်တော်လဲတတုချင်းပုတ်တိုက်တန်ကဲ့သို့ဆူရှာလာသည်ထိုအတန်ကြားသည်နှင့်မျက်နာမဲ့ဝိညာဉ်ရိပ်များမှာဖရှင်းတိုင်မီကိုလေတိုက်လိုက်သလိုတုန်ခါသွားကြပြီးအမောင်ထုထဲသို့အလူရဲ့ပြောက်ွယ်သွားကြတော့သည်။ဦးဘကန်သည်အခြေအနေကိုရိပ်မိလိုက်သည်ဤဝိညာဉ်များမှာသူ့ကိုရံမှုရန်လာခြင်းမဟုတ်ပဲတစုံတစ်ခုကိုကြောက်လန့်နေကြခြင်းဖြစ်သည်မြေကြီးမှာဒိန်းကနေတုန်ခါလာပြီးတစ်ပင်ကြီးများမှာတစ်ဖက်သို့ရိမ့်ထိုးသွားကြသည်အမောင်ထုထဲမှထွက်ပေါ်လာသည်မှာအမြင့်10နှစ်ပေခန့်ရှိသောတကိုယ်လုံးအမွှေးအမြင့်အမဲရောင်များဖြင့်ဖုံးလွှမ်းနေသည့်တရဝါကြီးတစ်ကောင်ဖြစ်သည်ဤမျက်လုံးများမှာမီးဝင်းဝင်းတောက်နေပြီးပါးစပ်မှလည်းအမြုပ်တစီစီဖြင့်အသားပုံနှံ့များထွက်ပေါ်နေ၏ရင်းမှာတောဆောက်နှံ့များကျိန်စာတိုက်ထားသည့်တောမီရဲဘက်သို့မဟုတ်တောနက်၏အဆောင်ရှောက်ဖြစ်ပေလိမ့်မည်ထိုတတဝါကြီးသည်ဦးဘကန်လက်ထဲမှခရမ်းရောင်ကြောက်စိမ့်ရုပ်တုကိုမြင်သည်နှင့်ပို၍ဒေါသထွက်သွားဟန်ရှိသည်ဤကြီးမားလာသောလက်ဝါးကြီးဖြင့်ဦးဘကန်ရှိရာသို့ရိုက်ချလိုက်သည့်အခါနာဘေးရှိကျွန်းပင်အိုကြီးမှထပ်ပိုင်းကျိုးသွားတော့သည်အမေကဲတော်မူပါဦးဘကန်သည်ကျွန်းထိုးမောက်ခုံဖြင့်ဘေးသို့ရှောင်လိုက်ရသည်သူ၏အသက်ရှူတန်များမှာပြက်တောင်းဖြစ်လာပြီးခြေထောက်များမှာလည်းသွေးပြက်မတက်တုံရီနေသည်သူသည်ရုပ်တုကိုအိတ်ထဲသို့အတင်းထိုးထည့်ကာမြေပုံညွန်ပြသည့်နတ်ဆိုး6ရှိရာဘက်သို့အစွမ်းကုန်ပြေးလေတော့သည်နောက်ွယ်မှတရဝါကြီး၏အော်ဟစ်တန်နှင့်တစ်ပင်များကျိုးပဲ့တန်မှလိုက်ပါလာစေဦးဘကန်သည်မောဟိုက်နေတော့လဲအနောက်သို့လှည့်မကြည့်ရဲသူတိသည်မှာတခုတည်းသာဤကျိန်စာသည့်ရုပ်တုကိုမူလနေရာသို့မရောက်မချင်းဤတော့ကောင်ကြီး၏ရံမှလွတ်နိုင်မည်မဟုတ်ပေညွန့်နှက်လေတောကပို၍နက်ဆိုင်လာလေဖြစ်သည်ဦးဘကန်၏ရှေ့တွင်မြူနှင်းများကြားမှပေါ်ထွက်လာသည်မှာဟောင်းလောင်းပေါက်ဖြစ်နေသောတောင်ကုန်းကြီးတစ်ခုနှင့်အင်း၏အလဲတွင်ရှိသည့်ကြောက်သားကူပေါက်ကြီးဖြစ်နေလေတော့သည်ဦးဘကန်သည်အမောတကောဖြင့်နတ်ဆိုးကူဝါသို့ရောက်ရှိလာသည်ကူပေါဝကြီးမှာဟောင်းလောင်းပွင့်နေသောတေမင်း၏ပါဇက်ကြီးအလားကြောက်မက်ဖွယ်ကောင်းလာ၏အနောက်ဘက်မှလိုက်ပါလာသောတရဝါကြီး၏ဟိန်းဟောက်တန်မှနီးကပ်လာပြီးဖြစ်၍သူသည်နောက်သို့ပြန်လှည့်ရန်မဖြစ်နိုင်တော့ဘဲအမောင်ထုဖုံးလွှမ်းနေသောကူအတွင်းသို့အတင်းတိုးဝင်လိုက်ရတော့သည်ကူအတွင်းပိုင်းသို့ခြေချလိုက်သည်နှင့်အပြင်ဘက်မှတစ်ပင်ကျိုးတန်လေးတိုက်တန်များမှာရုတ်တရက်တိတ်ဆိတ်သွားသည်ထူးဆန်းသည်မှာကူထဲတွင်အမောင်ထုကြီးဆိုးနေတော်လဲနံရံများပေါ်ရှိရင်းညိများမှာစိမ့်ဖန့်အလင်းရောင်လေးများထွက်နေသဖြင့်လမ်းကြောင်းကိုအကျန်းဖြင်းမြင်နေရခြင်းဖြစ်သည်ကူနံရံများမှာတာမန်ကြောက်သားများမဟုတ်ဘဲရှေးဟောင်းပကံခေတ်လက်ရာနှင့်စင်တူသောနတ်ဆိုးရုပ်လုံးများတိုက်ပွဲပုံစံများကိုအသေးစိတ်ထွင်းထူထားသည်ဒါတာမန်ကူမဟုတ်ဘူးဒါကရှေးဟောင်းဖျားเจ้าပြက်ကြီးပဲဦးဘကန်သည်မိမိ၏ဓမီဖြင့်ဂူအတွင်းပိုင်းကိုဝေဝဲထိုးကြည့်လိုက်သည်ဂူ၏အလဲဘိုတွင်ကြောက်သားဖြင့်ထုလုပ်ထားသောကြီးမားလာသည့်ပလင်တစ်ခုရှိပြီးနှင်း၏အပေါ်တွင်အမြင့်15ပေခန့်ရှိသည့်ရုပ်တုကြီးတစ်စုတည်ရှိနေသည်ထိုရုပ်တုကြီးမှာလက်လေးဖက်ရှိပြီးမျက်နှာမှာဒေါသထွက်နေသည့်နတ်ဆိုးတဦး၏ပုံသဏ္ဍာန်ဖြစ်သည်ထူးခြားသည်မှာထိုရုပ်တုကြီး၏ရင်ဘတ်အလဲတဲ့တွင်လက်သီးဆုပ်ခန့်ရှိသောဟောင်းလောင်းပေါက်ကြီးတစ်ခုဖြစ်နေခြင်းပင်ဦးဘကန်သည်မိမိအိတ်ထဲမှခရမ်းရောင်ကြောက်စိမ့်ရုပ်တုငယ်ကိုထုတ်လိုက်သည်ထိုအခါရုပ်တုငယ်မှာလက်ထဲ၌တုံခါလာပြီးရုပ်တုကြီးစီသို့ဆွဲငင်နေတကဲ့သို့ခံစားလိုက်ရသည်ငါပြန်လာပေးပြီမင်းတို့အဖွဲ့ရဲ့ဝိညာဉ်တွေလွတ်မြောက်ပါစေတော့သူသည်တုံရီနေသောခြေလမ်းများဖြင့်ပလင်ပေါ်သို့တက်ခဲ့သည်ရုပ်တုကြီး၏ရင်ဘတ်နေရာသို့ရောက်ရန်အားစိုက်ပြီးလှမ်းအတင်တွင်ဂူ၏ထောင်ပေါင်းစုံမှအေးဆက်သောရေငွေ့များထွက်ပေါ်လာပြီးအစောကဝိညာဉ်ရိပ်များပြန်လည်ပေါ်ပေါက်လာသည်သို့သောယခုတစ်ကြိမ်တွင်သူတို့၏ပုံစံမှာအစောကကဲ့သို့ဖြူဖြော့နေခြင်းမဟုတ်ဘဲသွေးရောင်လွှမ်းနေကြသည်မထားနဲ့ပြန်မထားနဲ့ဝိညာဉ်များ၏အော်ဟစ်တန်ကဦးဘကန်၏အုံနောက်ကိုအပိုင်းပိုင်းကွဲမတက်ဆူညံသွားစေသည်သူတို့သည်အစောကပြန်ပို့ပေးပါဟုတောင်းပန်ခဲ့တော်လဲအခုတော့မထားနဲ့ဟုတားဆီးနေကြပြန်သည်ဦးဘကန်ဇဝေဇဝါဖြစ်သွားစဉ်မှာပင်ဒိုင်ယာရီစာအုပ်ထဲကသတိမထားမိခဲ့သောစာတစ်ကြောင်းကိုရုတ်တရက်သတိရလိုက်သည်ရုပ်တုကိုပြန်ထားခြင်းသည်ကျိန်စာကိုအဆုံးသတ်ခြင်းမဟုတ်နတ်ဆိုးကိုနိုးထစေခြင်းသာဖြစ်သည်ဦးဘကန်၏လက်များတုံခနဲဖြစ်သွားသည်သို့သောနောက်ကျသွားပြီဖြစ်၏သူ၏လက်ထဲမှရုပ်တုငယ်မှတန်လိုက်ကဲ့သို့ရုပ်တုကြီး၏ရင်ဘတ်ထဲသို့အတင်းဆွဲကပ်ဝင်ရောက်သွားတော့သည်ဂူတစ်ခုလုံးသည်မြေငလီလှုပ်တဲ့ကဲ့သို့ပြင်းထန်စွာတုန်ခါသွားပြီးရုပ်တုကြီး၏ကြောက်သားမျက်နှာပြင်များမှကွဲအပ်ကာအတွင်းမှหนีရဲသောအသားဆိုင်များကဲ့သို့သောအရာများထွက်ပေါ်လာသည်ကြောက်ရွံ့ကြီးကအသက်ဝင်လာပြီးညီ၏ကြီးမားလာသောမျက်လုံးများကိုဖွင့်ကြည့်လိုက်သည့်အခါဦးဘကန်သည်မိမိကိုမိမိအမှားကြီးမှားလိုက်ပြီးဖြစ်ကြောင်းသိလိုက်ရတော့သည်
နတ်ဆိုးကြီးသည်ရင်း၏လက်တစ်ဖက်ဖြင့်ဥပကံကိုရုတ်တရက်လှမ်းဖမ်းလိုက်သည်ဥပကံသည်အသက်ရှူရက်ကျက်လာပြီးခြေထောက်များမှမြေပြင်မှလွတ်သွားသည်ထိုစဉ်ကူအဝမှအစောကလိုက်လာသည့်အမွှေးမြင်ထူထူနှင့်တတဝါကြီးပြေးဝင်လာသည်ထူးဆန်းသည်မှာထိုတတဝါကြီးသည်ဥပကံကိုရန်ပြုရန်လာခြင်းမဟုတ်ဘဲနတ်ဆိုးကြီး၏ခြေထောက်ကိုအတင်းလန်းဆွဲကာတားဆီးနေခြင်းဖြစ်သည်ဖိုးလှပြည့်ဥပကံသည်ထိုတတဝါကြီး၏လယ်ပင်မှသူကိုယ်တိုင်ဆင်ပေးထားခဲ့သောအဆောင်ကျိုးလေးကိုမြင်လိုက်ရချိန်တွင်ရင်ဘတ်တစ်ခုလုံးစွတ်တက်သွားသည်လွန်ခဲ့သောနှစ်အနည်းငယ်ကတောထဲတွင်ပျောက်ဆုံးသွားခဲ့သည့်သူတပည့်မူဆိုးငယ်လေးမှာတေဆုံးသွားခြင်းမဟုတ်ဘဲနတ်ဆိုးကိုစောင့်ကြပ်ရန်အတွက်တောဆောင်နှံများ၏ကျိန်စာဖြင့်တတဝါကြီးအဖြစ်အသွင်ပြောင်းခံထားရခြင်းဖြစ်ပေသည်နတ်ဆိုးကိုအတွင်း၌မြေသားများတုန်ခါနေမှုသည်ရက်တက်မသွားဘဲပို၍ပင်ပြင်းထန်လာသည်ရုပ်တုကြီး၏ကြောက်သားအကာအကွယ်များကွဲအပ်ကာထွက်ပေါ်လာသောနတ်ဆိုးကြီးမှာရှေးဟောင်းဒဏ္ဍာရီများထဲမှနိုးထလာသည့်အိမ်မက်ဆိုးတစ်ခုအလားငင်း၏ခန္ဓာကိုယ်မှထွက်ပေါ်လာသောအမဲရောင်အခိုးအငွေ့များကဂူနရန်ရှိစိမ့်ဖန့်ဖန့်အလင်းရောင်များကိုဝါမျိုးပစ်လိုက်သဖြင့်ဂူအတွင်း၌ပို၍မှောင်အတိကျသွားတော့သည်ဖိုးလှပြည့်မင်းတကယ်ပဲဖိုးလှပြည့်လားဥပကံသည်နတ်ဆိုးကြီး၏လက်အတွင်း၌အသက်ရှူရကျက်နေရင်းမှတုံရီစွာမေးလိုက်သည်တတဝါကြီးအသွင်ပြောင်းနေသောဖိုးလှပြေမှာစကားပြန်မပြောနိုင်တော့လဲနင်း၏မျက်ဝန်းများတွင်တော့လူသားတစ်ယောက်၏ခံစားချက်နှင့်နာကျင်မှုများအရေးအယောင်ပေါ်လွင်နေသည်ဖိုးလှပြေသည်နင်း၏ကြီးမားသောလက်သိမ်းများဖြင့်နတ်ဆိုးကြီး၏ခြေထောက်ကိုအားကုန်ကုတ်ချစ်ကာဆွဲချနေသဖြင့်နတ်ဆိုးကြီးမှာဥပကံကိုလွှတ်ချလိုက်ရသည်ဖုံးဥပကံမြေပြင်ပေါ်သို့အရှိန်ဖြင့်ကျလာသည်သူ၏နံရိုးများကျိုးသွားတဲ့အောင်နာကျင်သွားတော်လဲဝါရည်မှုဆိုးစိတ်တက်ဖြင့်ချက်ချင်းပြန်ထလိုက်သည်သူ၏နှလုံးပြူးမှာအဝေးသို့လွင့်စင်သွားပြီဖြစ်၍ခါးကြားမှမူဆိုးသုံးဓားမြောင်ကိုသာဆွဲထုတ်လိုက်ရ၏ထိုစဉ်ကူအပြင်ဘက်မှလေပြင်းများတဝူးတိုက်ခတ်လာပြီးအစောကသွေးရောင်နှမ်းနေသောဝိညာဉ်ရိပ်များကူထဲသို့တိုးဝင်လာကြသည်သူတို့သည်နတ်ဆိုးကြီးကိုဝိုင်းဝန်းတိုက်ခိုက်ကြတော်လဲနတ်ဆိုးကြီး၏အမဲရောင်အခိုးအငွေ့များနှင့်ထိတွေ့မိတိုင်းဝိညာဉ်များမှာမီးလောင်တကဲ့သို့အော်ဟစ်ကာပျောက်ကွယ်သွားကြရသည်ဦးလေးကံဒိုင်ယာရီထဲကမြေပုံကိုကြည့်ဥပကံ၏နားထဲတွင်ဖိုးလှပြည့်၏အတန်ကိုပဲ့တင်တန်အဖြစ်ကြားလိုက်ရသည်သူသည်အိတ်ထဲမှဒိုင်ယာရီကိုကမန်းကရန်ထုတ်ကြည့်လိုက်သည်သွေးကွက်များကြားတွင်ဖုံးကွယ်နေသောလျှို့ဝှက်စာသားတစ်ခုကိုသူယခုမှမြင်လိုက်ရခြင်းဖြစ်သည်နတ်ဆိုး၏အသက်သည်ရုပ်တု၌မဟုတ်ရုပ်တုကိုထောက်ကန်ထားသောပလင်အောက်ကသွေးကြောက်တုံး၌ရှိသည်ဥပကံသည်ပလင်ချေရင်းကိုကြည့်လိုက်သည်ကြောက်သားများကြားတွင်ညီရဲသောအလင်းတန်းတစ်ခုမှိတ်တုပ်ဖြစ်နေသည်ကိုတွေးလိုက်ရ၏သို့သောထိုနေရာသို့သွားရန်မှာမလွယ်ကူနတ်ဆိုးကြီးနှင့်ဖိုးလှပြေတို့မှာဂူအလယ်တွင်လုံးထွေးတက်ပုတ်နေကြပြီးကြောက်တုံးကြီးများမှအပေါ်မှပြိုကျနေသည်ဖိုးလှပြေငါ့ကိုလမ်းဖွင့်ပေးဥပကံအော်ဟစ်လိုက်သည်တတဝါကြီးသည်နတ်ဆိုးကြီး၏ခါးကိုအားကုန်ဖက်တွေကလမ်းဘေးသို့ဆွဲထုတ်သွားသည်ဥပကံသည်အခွင့်အရေးကိုလက်မလွတ်ဘဲပလင်ချေရင်းသို့လှိမ့်ဝင်သွားခဲ့သည်မြေပြင်မှာအလွန်ပူပြင်းနေပြီးအသားလောင်နှံ့များထွက်ပေါ်နေသည်သူသည်ဓားမြောင်ကိုအားကုန်လွှဲကာหนีရဲနေသောသွေးကြောက်တုံးရှိရာကြောက်သားအကြောင်းထဲသို့ထိုးဆိုင်လိုက်သည်ကလောက်ခနဲ့အတန်နှင့်အတူဓားသွားမှာတဝက်ခန့်နှင့်ဝင်သွားတော်လဲကြောက်တုံးကမကွဲသေးနတ်ဆိုးကြီးမှာမိမိအသက်သွေးကြောအနေရရှိနေသည်ကိုသိသွားပြီးဖိုးလှပြေကိုရိုက်ထုတ်ကာဥပကံရှိရာသို့ဒေါသတကြီးလှည့်လာတော့သည်နတ်ဆိုးကြီး၏ကြီးမားလာသောလက်ဝါးကြီးမှာဥပကံ၏ဥကောင်းပေါ်သို့ကြားရောက်လာတော့မည်အချိန်ဥပကံသည်မျက်စိကိုစုံမိတ်ကာလက်ထဲရှိဓားမြောင်ကိုအစွမ်းကုန်ထပ်မံဖိနှိပ်လိုက်သည်ခုတ်သွေးကြောက်တုံးမှာအပိုင်းပိုင်းကွဲအပ်သွားတော့သည်ထိုအချိန်မှာပင်ဂူအတွင်းရှိအချိန်ကာလမှာရက်တန့်သွားတဲ့အောင်ရှိ၏နတ်ဆိုးကြီး၏ခန္ဓာကိုယ်မှာအတွင်းဘက်မှစတင်ကာမီးလောင်ကျွမ်းတကဲ့သို့หนีရဲလာပြီးအနက်ရောင်အမှုန်မွားများအဖြစ်တဖြည်းဖြည်းလွင့်စင်သွားတော့သည်ဤကြောက်မက်ဖွယ်ဟိန်းဟောက်တန်ကြီးမှလည်းတောအုပ်တစ်ခုလုံးကိုတုန်ခါစေပြီးနောက်တဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားခဲ့သည်ဂူအတွင်း၌မြူနှင်းများကွဲပြောက်သွားပြီးတိတ်ဆိတ်ခြင်းကပြန်လည်ဆိုးမိုးလာသည်ဥပကံသည်မောဟိုက်စွာဖြင့်မြေပြင်ပေါ်တွင်လှဲချလိုက်၏သူ၏ဘေးတွင်တော့တတဝါကြီးအသွင်မှလူသားပုံစံသို့ပြန်လည်ပြောင်းလဲသွားသောဖိုးလှပြေလဲလျောင်းနေသည်သို့သောဖိုးလှပြေ၏ခန္ဓာကိုယ်မှာပုံမှန်မဟုတ်ဘဲအလင်းဖြော့ဖြော့လေးများထွက်ပေါ်နေပြီးတဖြည်းဖြည်းပျောက်ကွယ်တော့မည့်အခြေအနေဖြစ်နေသည်ဦးလေးကံကျွန်တော်တာဝန်ပြီးပြီဖိုးလှပြေကအားနည်းသောအတန်ဖြင့်ပြုံးကာပြောလိုက်သည်ဥပကံ၏မျက်ဝန်းတွင်မျက်ရည်များဝိုင်းလာ၏မင်းကိုငါရွာပြန်ခေါ်သွားမယ်ဖိုးလှပြေစိတ်မလျှော့နဲ့ဦးမရတော့ဘူးဦးလေးကျွန်တော်ကလွန်ခဲ့တဲ့3နှစ်ကတည်းကဒီတောထဲမှာဆုံးခဲ့တာပါဒီနတ်ဆိုးကိုတားဆီးဖို့အတွက်ပဲကျွန်တော်ဝိညာဉ်ကဒီခန္ဓာကိုယ်ကြီးထဲမှာပိတ်မိနေခဲ့တာအခုနတ်ဆိုးပျောက်သွားပြီဆိုတော့ကျွန်တော်လဲသွားလို့ရပြီဖိုးလှပြေ၏ခန္ဓာကိုယ်မှာလေထဲတွင်လွင့်မျောနေသောပန်းဝန်းမှုန်များကဲ့သို့တဖြည်းဖြည်းပျောက်ကွယ်သွားပြီးအမောင်ထုထဲသို့
ရောဝင်သွားတော့သည်ဂူဩဝတွင်လည်းအစောကဝိညာဉ်ရိပ်များမှာအဖြူရောင်အလင်းတန်းများအဖြစ်ပြောင်းလဲသွားကကောင်းကင်ယံသို့လွင့်ပြန်သွားကြသည်သူတို့အားလုံးလွတ်မြောက်သွားကြပြီဖြစ်သည်မိုးတောက်ရန်အချိန်သို့ရောက်လာပြီဖြစ်သည်သွေးတောက်တောင်တန်းကြီးပေါ်သို့နေအောင်ကြီးနုနုလေးများဖြာကျလာသည်ညကကြုံတွေ့ခဲ့ရသောထိတ်လန့်စရာဖြစ်ရများမှာအိမ်မက်တစ်ခုကဲ့သို့ထင်မှတ်ရတော့လဲဥပကံဤကိုဘော်ကဒဏ်ရာများနှင့်လက်ထဲကကျိုးပဲ့နေသောဓားမြောင်ကမူဖြစ်ရမှန်ဖြစ်ကြောင်းသက်သေပြနေ၏သူသည်ဂူထဲမှဖြင်းချင်းစွာထွက်လာခဲ့သည်တောအုပ်ကြီးမှာယခုမှပင်ပုံမှန်အတိုင်းပြန်ဖြစ်သွားတဲ့အောင်ရှိသည်နှက်တံများတောကောင်တံများပြန်လဲကြားလာရပြီးလေထုမှလည်းလက်ဆက်တန်ရှင်းနေသည်ဥပကံသည်တောလန်းအတိုင်းပြန်ဆင်းလာရင်တစ်ပင်ကြီးတစ်ပင်အောက်တွင်ခိတနားလိုက်သည်ထိုစဉ်သူ့အနီးရှိခြုံပုတ်ထဲမှထူးဆန်းသောအတန်တစ်ခုကြားလိုက်ရသဖြင့်သူတတိဖြင့်ကြီးလိုက်မိသည်ခြုံပုတ်ထဲမှထွက်လာသည်မှာညကဝိညာဉ်ရိပ်များမဟုတ်တော့ဘဲချစ်စရာကောင်းသောတောစိတ်ငယ်လေးတစ်ကောင်ဖြစ်သည်ထိုတောစိတ်လေးသည်ဥပကံကိုခဏမျှစိုက်ကြည့်နေပြီးနောက်တောနက်ထဲသို့ပျော်ရွှင်စွာခုန်ပေါက်ပြေးဝင်သွားသည်ဥပကံသည်ပြုံးလိုက်မိသည်သူသည်မိမိအိတ်ထဲမှဒိုင်ယာရီစာအုပ်အဟောင်းကိုထုတ်ကာနောက်ဆုံးစာမျက်နှာတွင်စာတစ်ကြောင်းရေးသားလိုက်သည်တောတောင်ဆိုသည်မှာအဆောင်ရှောက်ရှိသလိုကျိန်စာလည်းရှိတတ်သည်သို့တော်လူသားတို့၏လောဘကိုမထိန်ချုပ်နိုင်သ၍ထိုကျိန်စာများမှာဘယ်တော့မှပျောက်ကွယ်သွားမည်မဟုတ်ပေသူသည်ဒိုင်ယာရီကိုမြေကြီးထဲတွင်အသေးချာပြန်လည်မြုပ်နှံပေးခဲ့သည်ဤလိုဝက်ချက်ကိုမြည်သူမျှထပ်မံမတွေ့ရှိစေရန်ဆုတောင်းရင်းဥပကံသည်မြူမိုင်းဝင်နေသောတောင်တန်းကြီးကိုကြောခိုင်းကာရွာရှိရာဘက်သို့အေးဆေးစွာရှောက်လန်းသွားပါတော့သည်မူဆိုးကြီးဥပကံရဲ့ဖြစ်ရက်ကနေကျွန်တော်တို့ကိုပေးလိုက်တဲ့သတိပေးချက်တစ်ခုကတော့လောကမှာလူသားတွေရဲ့လောဘထက်ကြောက်စရာကောင်းတဲ့ကျိန်စာဆိုတာမရှိဘူးဆိုတာပါပဲဖိုးလာပြည့်ရဲ့ဝိညာဉ်ကတော့အခုချိန်မှာလွတ်လပ်စွာနဲ့အေးချမ်းသွားလောက်ပါပြီအခုလိုထူးဆန်းတဲ့ဖြစ်ရမှန်လျှို့ဝှက်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ Ghostland Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇလန်းအပေါ်တင်းရဲ့အမြင်ကိုလည်းအောက်က comment မှာရေးပေးခဲ့ပါဦးအမှောင်ထုရဲ့နောက်ထပ်လျှို့ဝှက်ချက်တစ်ခုနဲ့အတူပြန်ဆောင်ကြမယ်အားလုံးပဲဘေးကင်းကြပါစေ